အဲ့တော့ကြပြငိမ့်စားမယ်ဆိုတော့အလုံးနဲ့ပတ်သက်တော့အလုံးခွန်းတော်ကလေးဆိုလိုက်ပြီကောင်းတာပေါ့ဆရာကြီးနော်ဟုတ်ကဲ့နေမလို့ရရင်ဖြင့်နေမလို့ရရင်ဖြင့်ဒါလည်းပါဆရာကြီးဘာရှိရငါ့ကိုကြည့်ပြီးဘာရှိရငါမြန်နေအောင်ကြောင်မြန်မှန်တယ်အလုံးသားမပြောနဲ့ငါစိတ်ရှိတယ်မရဘူးနေအောင်ကြောင်မှန်နေလားလေသွားစားဘာလဲသူ့ယောက်ျားတီးလက်တီးနဲ့ကိုထိုးနေမယ်တချို့နောက်ကြပါရဲ့နောက်ကကိုထိုးလာတာဒါနရဲ့အရင်ခံအလူရာမတူပြောလွှဲတဲ့ပွဲချင်းချင်းညာဘာမွေကရရန်ပါအလုံးကခဲဟိုက်တာတနာရှိကြမြေအောင်ဟိုက်ဆောင်းဝင်းเนี่ยသိန်းစော်မှတ်တာမဟုတ်တော့ဘူးပြီးတော့လက်တန်ကြောင်းသွားတယ်မှာသိချရင်ဘာလို့တော့အဲ့ဒါတော့မိတ်ဆက်တယ်နော်မိတ်ဆက်ပါလေချမ်းမဟုတ်ဘူးနော်အထင်သိန်းတော့မဟုတ်ဘူးဆိုအထင်မသေးနဲ့များမသေးနဲ့ဒါမြန်မာပြည်ကြောက်စိတ်ရဲ့တပည့်သူ့နာမည်ကမြန်မာပြည်ကြောက်မဲမလုပ်ပါနဲ့ဗရိတ်တ်တက်ထင်းသေးတော်မလုပ်ပါနဲ့ပြောလိုက်တော့မပေါ်လေးရဂီတတက္ကသိုလ်ဘာစိန်မညူရဲ့ညီဒီပါလေသူ့နာမည်ဖေညာညူတဲ့မင်းမသိရတာဟဲ့ဟဲ့ဆိုဟိုတော့ထိုင်လို့ကမပြေသေးဘူးသာသနာရှိကြမြေအောင်နှွေးလို့အောင်ဝဲကာကြပါတော့ဟိုမာလေတော့တို့ညီကောင်မောင်နှမတို့အငိမ့်ရောင်းပွဲဒါကြောင့်လေတရားတန်ခါယန္နာ၃ပါးကိုယူသေးလို့ဝမ်းမိုးလို့နာမည်ကြီးခဲ့တာဟုတ်ပါကြောင့်ကိုကယန္နာ၃ပါးနဲ့ကိုကားတယ်မတင်ဘူးဘဲကမလို့အဲ့တော့ယန္နာ၃ပါးနဲ့ကွာအနန္တောအနန္တ၅ပါးအပါဝင်အဲ့တော့ရှင်ကိုကတော့အနန္တောအနန္တ၅ပါးကိုကားတယ်မတင်ဘူးဘဲကပါအဲ့တော့ခင်မွေးကြီး10ပါးကိုယူသေးပေးပြီးတော့ဒီနေ့ညအလုံးလုံးရတဲ့အခါတမယခင်မွေး10ပါးမကားတော့ဘူးတော့ကားတော့ရသိရှိတော့မှဖြစ်နိုင်တယ်ကဲဒီတော့ရသိရှိတော့မှတော့ရောဆရာကြီးယူသေးလာပြီလားဆရာကြီးရဲ့ယူသေးနာမဟုတ်အဲ့ရတော့ဂျားချအဲ့နေတာနောက်ပိုင်းလည်းတီးအောင်မှဆိုတော့ပြန်ပြောဂျားချအဲ့နေတာဟဲ့မင်းသမီးလေးညော်လင့်နေဟုတ်ကဲ့ကျွတ်တော့ပြောလေးတွေတော်သေးလိုက်တော်ပဲတော်လှုပ်လာတဲ့10နိုင်ခွဲသွားနော်အဲ့တော့ကဲမင်းသမီးလေးမောမဆက်ပြောကြကောင်းတာပေါ့ဗျာမင်းသမီးဆိုတာတော်လားဟုတ်ကဲ့ကျွတ်တို့လူရှင်တော်ဆိုတာတင်ညိုတိမ်မို့တင်ညိုတိမ်မို့ဒီဘုံဝယ်ဟာတော်လားလေးလှပြက်သွားဒါကြောင့်ကျွတ်တို့ဘေးစုပ်ပြီးတော့တော်ကိုဖော်တော့ကြဖော်တော့မယ်ဗျာညောကတနေပြီညောကတနေဟုတ်ကဲ့တော်လားလေးညောကတနေတာဟုတ်ပါဗျာအဲဆိုင်းစရာမင်းသမီးလေးဂီတနဲ့ခေါ်ကစလိုက်ဗျာတော့စမ်းဗျာစားလုံးလေးဆောင်ပါဗျာ
တီတော့ခေတောက်ချောက်ကိုပြုံးနေတာ ဒါရှာ တောင်းနေပြောကြမှားပါလေအရင်တွေးနေတောင်းချင်တယ် ငါပေါ်ပါလိမ့်မယ် ပြေးလိုက်ကြတော့ဗျာ လက်ဖက်တော့ကလေးနဲ့စားနေတယ် ပြေးအောင်ဗျာဒီလိုပါလေလက်ကနာကြီးရိုးရအောင်လား လက်နဲ့အတူလေးတွေတက်တာပါ သူ့ရဲ့တက်ပါ ရိုးရနဝါကြီး ရိုးရအောင်တော့ရှိ ဘုရားဝါကြီးကြီး အရင်တွေးနေတောင်းချင်တယ် ဟိုဘက်တော့မဘေးသားတော့ ရှင်တွေလေးတောက်ရှင်တယ် ကျိုးသားဆရာကြီး ဒီနေ့တော့ဆက်ပြပါဦးလားကျိုးကရှေ့မှာဘေးသွား ကျိုးဆရာလက်ကြ ရှင်တွေလေးတောက်ရှင်တယ် ပေါ်လေးရဲ့ညီတွေ့တာဗျာ အဲ့ညီလေး ပေါ်လေးရုံနဲ့တရုတ်ထဲပဲ ဒီမှာလည်းကြားစမ်းကွာ ဟာငါပြမယ်တရုတ်ထဲပဲ ဝယ်ချွေးပလိုက်ပါ ဟောဟိုမှာဗျာဒီမှာဟော ဘယ်မှာလဲ ထိုင်သမိုင်းပါပေါ်လေးရုံနဲ့တရုတ်ထဲပဲ မျက်စိကောင်းတယ်မိုးရွံ့ညမှာပို့ရှာမဲအောင်အကျိုးကြတောင်မြင်တယ် မင်းကငါ
မင်းကငါကလေးမလို့ငါဘာမှမလုပ် အော်ဘာလို့ ဘာဖြစ်လို့လို့ မင်းပြောတဲ့စကားကြီးကတရလွန်ကြီးဖြစ်နေ အော်ဘာဖြစ်လို့လို့ အဲ့ဒါဘာဖြစ် ငါ လို့ ဒေါသမထွက်ချင်ဘူး ဆက်ရှော့ဘာဖြစ်လို့ မင်းရွာသားကြီးရမလားဟုတ်တယ်မလား အဲ ထော်လာကြီးနဲ့လာအားပေးတာဆိုငါဒေါသမထွက်ချင်ဘူးကလေးနေရနေတာကောင်း ရှော့ဘာဖြစ်လို့ကလေးကမိုက်နဲ့သွားနေကိုခောက်ပြီးတော့ဆက်ရှော့ပါအဲ မင်းကလေးနေရနေတာကောင်းမယ်နော်မင်း ဘာဖြစ်လို့လို့ကလေးက နားမေးတယ်ငါလာပြီး ကလေးကဘာမေးလို့လို့ ဦးအမောတဲ့ဦးအမောနဲ့မင်းသမီးနေရလင်မယားလား မင်းကပြောလိုက်လေဟောဘူးလို့သားဖားတယ်လို့ ဟုတ်လားကောင်းပါရဲ့ကားတာပဲမြင်ရသေးတယ် ဒီရသေးတာ တတ်တာအတန်လေးမကြားရသေး ဟုတ်တယ်ဗျာ အဲ့တော့တတ်တာအတန်လေးကြားရအောင်ခေါ်လိုက်မယ် ခေါ်လိုက်ဗျာ ဒါကြောင့်ဘုံမဆိုတာသူပါပဲ သူပါပဲ ဘုံမဆိုတာသူပါပဲ ဟုတ်ပြီ သူပါလို့ ရှေ့တော့ငါတို့ဒေါသတွေ ဘုံ ထွက် မ နေ ဆိုတာသူပဲ ရှေ့လို့ သူပါ ဘာတွေဒေါသထွက်နေရတော့ ရှေ့တို့ပြော ဘုံမဆိုတာသူပါပဲရေလို့လူတကာဆွဲအောင်ပွဲတော့ငါရမလားမတိုင်းကြောင်ပြီးတော့ဝိုင်းတော်လေးကြီးရေဟာထားမအောင်မြောင်းကောက်မမဟာရအောင်စောက်ပြီးပါဦး ဘာလို့ဝါတာ ဒီကနေ့တောင်းချင်တယ်မိမပါလား ယောက်ျားပါလား မင်းမိန်ကြတယ်မမြင်ဘူးလား မင်းမထွေးနေတာမမြင်ဘူးလား အာမားတာပါကွာ အချစ်တယ်ရှိနေမြတ်ဆရာဘုမရင်နေထားရမကြည့်မနိုင်ကားမရဝိလာလာပြောရချစ်တယ်လားဘာမှမင်းကလေးမချစ်တဲ့ဆုံးကမမပဲဆူအားရဝလေးကကြမှားလာချစ်တဲ့ဆုံးအားရဝလေးကကြမှားလာချစ်တဲ့ဆုံးကချစ်ဆိုတာအမလီမဟုတ်ဝင်လာတဲ့သူအရှင်ချစ်ဆိုတာအမလီမဟုတ်ဝင်လာတဲ့သူကလာမချစ်တာလေလို့နေကြတာ ဘာလို့ချစ်တာလဲလို့ပြောပြတတ်ပါလူကိုချစ်တာလဲလို့ပြောပြတတ်ပါဘာလို့ချစ်တာလဲလို့ပြောပြတတ်ပါဘသူကိုချစ်တာလဲလို့ပြောပြတတ်ပါမိမယာ မရိုင်းလိုက်တာမရိုင်းလိုက်တာဟာမင်းမရတော့ ကျွန်တော်မရိုက် မ ပါ ရိုင်းနာမို့အကောင်မရိုင်းနာကြာပြီ ကြောက်ပြီလား အဲ့လိုဆုံးမမရ ငါဒီနေ့မှမရိုင်းတာမှသိလိုက် ကျွန်တော်မရိုက်ဘူးတော့ ပြော ကျွန်တော်ပြောမယ်နော်အဲ့ဘန်ကယောက်ျားလားမိန်းမလား ယောက်ျားလေ ငါယောက်ျားတော့ ဟုတ်တယ် ဘုံမကမိန်းမလားယောက်ျားလား မိန်းမလေ လေမိန်းမမလို့မိန်းမခေါ်တာမဟုတ်မိန်းမယာ အာအဲ့သမီးကဒီလိုလား ဒီလိုပဲပေါ့ အဲ့သမီးကငါမိန်းမယ် မိန်းသား အိမ်သားပြောသေး မိန်းမ တော့မမြင် မိန်းမ ဖွဲဖွဲ မိန်းမ ခင်ဗျာ မိန်းမ မင်းမေ ငါဒါမင်းဒီကျေးဇူးရှင် ဒါကြမ်းမတင်းနေလိုက်တာ ရဲ့ဒီမှာဖော် တော်တော်သိတယ်ကဲတော့ကိုကြီးဘုမချစ်တာသိကြသလားကဲတော့ဆိုပြောကြည့်အောင်မိမပန်းပန်းတပိတ်တန်စရာတဘောမှာတစ်ချစ် ချစ် တသမတစ်ချစ်ဟေးတပတရားကဲကိုရင်
ရှင်ဒီပညာရေးလားရှင်ဟုတ်ကဲ့ပြီးတော့ကျမရဲ့ဆရာကတော့နိုင်ငံတော်ရှိစိတ်ရှစ်ဆူရှင် TV မင်းသမီးပတ်သက်ပြီးအာဆီယံ9နိုင်ငံရဲ့ဆရာညီညီစော TV မြင့်မွေမေထိတ်တိတန်တန်တွေပဲဖြစ်ပါတယ်ရှင်ကျွမ်းတာမဟုတ်ပါဘူးရှင်ပုံမှန်တော့ရှိစိတ်သုံးရှင်ပါကဲဒါကြောင့်မို့ယနေ့ညမှာကြောက်ရှင်သာအားပေးလာချစ်တဲ့ပြိတ္တကိုပုံမှန်တော့တက်တဲ့အနုပညာလေးနဲ့ဒီလိုလေးကြတော့ပဲဆင်မရသေးရှင် ဒီလိုလေးကြည့်ရပါလိမ့်ဗျဟုတ် လောက်ကြပါအဲ့လိုမော်နဲ့အဲ့လိုတော့ခါရောက်သွားမယ်ဒီကလေးမ ကြွကြပါအောင်လဲမဟုတ်ဘူးနော်ဟဲ့တော့မလား ဟင်းတော့မလား အော်မဆိုလဲအကျဲကြီးတော့မအောင်နဲ့ အဲ့လိုတော့ အင်းနီနာချင်းနေအာနာပြကောင်း ဒါအဲ့တော့ဒီလိုမယ်လေ ဘယ်လို ဒီတွေပေါင်းချင်တယ် ကဲတက်ပြလိုက်ကြတယ်ဗျာတို့တော်တော်ဗျာ အေး ငါသေးပါလေအပေါက်ထရနေလောက်အောင်လေတယောက်တယောက် လာမယ်တဲ့ရှင်တွေခဏခဏတော့လို့လာမယ်အောင်မယ်နော် အော် ရင်းနေတော့ချင်းတယ်လို့မော်နဲ့လာလိမ့်မယ် ရေးကြည့်တယ် ပုံပြီကွာ ဒါတော့ ညငါတဝဲတစ်မျိုးဝဲပေးနေရတာငါလည်းအားနာအောင်နင်းချောင်းနာမဟုတ်ဘူးငါလည်း ဒီတထောင်းသားလင်မရတော့ကွာ ဘိုင်ရဲ ဒီတထောင်းသားလင်မရတော့ မင်းဘလို့ပြောငါနားထဲမှာလင်မယားဆိုတာလေးကကိုနောင်ချိုးနေရ အဲ့တော့ဒီမိမမြတ်ဆိုတာကဒါကိုမတော်ခုနကအိမ်ပေါ်မှာလေးကလာတောင်းသွားတယ်မှာညင်လား ဟိုမိုင်းနော် ဟာမိုက်တယ်ကွာ မကြွားပါနဲ့မကြွားပါနဲ့ စားတယ်ကြောင်း ညအငိမ့်တာကနေမှရတာငါဆိုမနက်ကစမ်းရောက်ကြရတဲ့ဘယ်သူမှတော့ထောင်းလို့တယ်မသိဘူးဝမ်းမွေးရောက်ပြီဆိုတာလည်းပြောစမ်းတော့ကိုတန်းလာတာနှစ်သိန်း စုချောင်းနေပေါ့ မိုက်တယ် အောင်သိန်းနဲ့တင်သိန်းနဲ့ရောက် ဘာလာလဲဗျာ စပ်ပြီးဆွဲကျင်တော့ရိုင်း ဟောအဲ့ဘုံကတော့ဒီမိမမြတ်ဒီနဲ့ထွက်ပေးပါတဲ့ဆိုဘုံကကိုတန်းနိုင်ကလာပြီးတော့တောင်းတာ ကိုကြီးကိုတန်း ကို လာ တန်းလည်းကိုတန်းလည်းပေါ့နော်ကဲတော့ဆိုတော့မင်းလာပြီးတော့တောင်းသွားတာပါကဲတော့ကိုကြီးတစ်ခေါက်နဲ့ဘုံကအားမရသေးဘူးအားလို့လေ အချက်ကဘူးချိတ်ပြတာတော့ ဟုတ်တယ် ကျင်းနဲ့မြန်လည်းမချိတ်ဘူးကွာနင်ဟာ ဘုံကစင်ပြင်းနဲ့ချိန်တာလက်မောင်းချိန်ဒီလိုကလိုက်မျက်နှာလာအောင်လို့ ဩအဲ့ဒါလည်းဒီနားလေးအောက်ကလေးချိတ်တာပါလား ခရုတာချိန်တော့မဲတီတာလောက်တာကိုငါ့ဘုံမှာထုံးမိလို့တည်း ဟုတ်ပြီအဲ့တော့ဘုံကဒီရွာတစ်ခါမှမရဘူးဟုတ်လား ဟုတ်လား ဟုတ်တယ်တစ်ခါမှမရဘူး ဂိုင်း ကဲချက်တော့ ဟိုလေဒီရောတော့တစ်ခါမှမရဘူးလေ အော်ဒီရ အဲ့တော့ကောက်ကိုမရနိုင်ဘူးဘယ်နှပေါင်းမှမသိဘူး ဆရာတို့ကမကြွားပါနဲ့ ဟုတ် ဆရာတို့ကခေါင်းပေါင်းမရင်နေတာမဟုတ်ဘူးကျုပ်ကလည်းအဲ့ချင်းတောင်တာကိုနှာခေါက်ရှိပြီး အပေါ်လေးရှောက်ပြောနေတယ်မင်းဘယ်သူမှမမြင်ဘူးမင်းသိတယ်မင်းရောက်ထူးတဲ့လူဆောင်မရဟဲ့ချင်တော့လူမွေးရတော့မခေါင်းပါဘူးဒီနေ့ငါရောက်တဲ့ငါတို့ငငယ်တော့တီးနေရွာတော့ဘာနှုတ်ဆက်ကြမင်းဘယ်သူမှနှုတ်ဆက်တာမင်းမသိလို့ပေါ့ ခင်ဗျားတို့ကျုပ်ကြောက်မှမတ်မိဘူးလားမတ်မိ မရောက်ဘူးလားမင်းဘယ်သူမှမသိ အားပေးတယ်ဟုတ်တယ် ညီတို့ဒီတိုင်းပြောလို့မမှတ်မိတာပါခင်ဗျားတို့ကျုပ်တချင်းတန်ကြရင်ခင်ဗျားတို့ကျုပ်ကိုအပိုင်မှတ်မိတယ် မဲတိကြကြီး ဟာကျုပ်ရဲ့မိုဘိုင်းတစ်ချင်းလေ လောက်လိုက်စမ်းပါ ဟုတ်တယ် အဲ့တော့ကြာ မှတ်မိတော့စောင့်ရ သာ နားတော့တော့ကြားတော့ အားတော့ မင်္ဂလာရှိသောနေ့မင်္ဂလာရှိသောချိန်ငါးရာဆုတ်တယ်တကောင်းရာဆုတ်တယ်တဝက်စင်းလုံးနဲ့လဲနေလို့ပြီးတယ်ဗျာ ဟာ မှတ်မိလားမှတ်မိပါပါမင်းတို့မင်းတို့မရီယိုဆုတ်ကလေးနှလုံးလေးလိုက်ပါသေးတယ် ကဲအဲ့ဒါကိုကြီးဘုံကတစ်ခါမှမရဘူးသေးလို့စူးစမ်းချင်တာပါအဲ့ကိုရောက်နေနောက်တစ်ခါလာဖြတ်တီးပြပါ အခေါက်တော့လေကိုကြီးပါဟုတ်ဟာဟာ နည်းနည်းပြောနေ နေနေ အား နေ တော့ကြည့် အဲ့ဒါလာပြီလားဒီနားမနော်ပေါ်နော်ဟုတ်လား မောင်းနေကဲတော့မဒီဘောမဒီဘောတော်ဒီအဲမောင်လေ
အောင်ဓာတ်ပုံရိုက်သွားလိုက်ပြီ ဝါမို့မင်းကိုရိုက်ရှင်လို့ရိုက်တာမဟုတ်ဘူး ကာ လို့ လာလည်းမပါဘူးအဖြူအမေး မင်းအဲ့နိုင်ငံခြားသွားလို့ရအောင်လို့ပတ်စပို့ ပတ်စပို့ပါကွာ ပတ်စပို့ ပတ်စပို့ပါ ပတ်စပို့လို့ ဟာ ဝါ ရင်းနှီးနှောင်းချင်တယ် နာခဲ့မယ်လား ပတ်စပို့ပါဆိုမင်းဘာပတ်စပို့ရှောက် ပတ်စပို့ ပြီးအောင်ပြောပတ်စပို့ ပတ်စပို့ စကားမပြီး ပြီးပါလေဟာ မင်းလူရှင်တော်လုံးမစားတော့နဲ့မင်းစကားမပြီး အပြီးပါတယ်ပတ်စပို့ ပြီးတယ်ဆိုမင်းဟွာပြောစမ်း ဘယ်သာပြော တောင်ဘက်ကန်းရတထနောင်းကန်းကြောက်မြောက်ဘက်ကန်းရတထနောင်းကန်းကြောက်နှစ်ခုပေါင်းနှစ်ထနောင်းကန်းကြောက်အဲ့ဒါအမြန်ပြော ဘယ်လိုပါလဲ တောင်ဘက်ကန်းတထနောင်းကန်းကြောက်မြောက်ဘက်ကန်းတထနောင်းကန်းကြောက်နှစ်ခုပေါင်းနှစ်ထနောင်းကန်းကြောက်တောင်ဘက်ကန်းတထနောင်းကန်းကြောက်မြောက်ဘက်ကန်းတထနောင်းကန်းကြောက်နှစ်ခုပေါင်းနှစ်ထနောင်းကန်းကြောက်ပြော တော့ဘယ်ကတကယ်လဲမမတော့တော့ကြောက် ရတယ်တေချာပြောပါအထင်ပြောမှာပြောသမှန်တယ် တော့အောက်ကော မရတော့မရတော့ဘူး ခုနကပါလေ တောင်ဘက်ကန်းတထနောင်းကန်းကြောက်မြောက်ဘက်ကန်းတထနောင်းကန်းကြောက်နှစ်ခုပေါင်းနှစ်ထနောင်းကန်းကြောက် ရပါ ပြော တောင်းတတစ်ခါကြောင့်မြောင်းတတစ်ခါကြောင့်တောင်းတတစ်ခါကြောင့်မြောင်းတတစ်ခါကြောင့် ညောင်းလိုက်တာ နေပါဦးမင်းအိုက်ပန်နာသွားပြောနေမင်းအောင်ပြီးလို့လား ပြောစမ်းမလို့ရ ပြီးတယ်တွတ်တယ် တေချာတယ်နော် သိကြပါ အဲ့ဒါဆိုရင်ဟိုးစာအမြန်ရအောင်ပြောတာ မရတော့ အဘွားကြီးစာဖတ်အဖိုးကြီးထိုင်ကြီး အဲ့ဘာခက်တယ် အမြန်ပြောလေ ဘာခက်လဲ ပြော ဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်းတန်ကြီးဘာခက် မင်းတကယ်ပြီးရနော် အပြီးတယ်လေဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်းတန်ကြီး အဘွားကြီးစာဖတ်နော် အဲ့လေဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်းတန်ကြဘွိုင်းစားပါဘွိုင်း ဟုတ်ပြီမင်းကတော့ပြီးတယ်အိုက်ပန် ခင်ဗျာ မင်းရောပြီးတာ အပြီးပါတယ် ဒီခုနောက်စာရအောင်ပြောတာအဘွားကြီးစာဖတ်ဘိုးတန်ကြီးဘွားကြီးစာဖတ်ဘိုးတန်ကြီး အလိုလေးပါပြောအဖွားကြီးတက်ပါဖိုးကြဖိုးတက်ပါဖိုးကြ စာဖတ်နော် ပြီးပါလေအဖွားကြီးတက်ပါဖိုးကြဖိုးတက်ပါဖိုးတေတော့ကြာဟောပြော အဲ ရပါမင်းတို့ရဟောပြောတယ် ဘယ်ဥစ္စာတော့ ငပိငချင်းငလူငလဲ โอเค အဲ့ဒါကိုငါးနဲ့တောက်နဲ့တစ်ထက်ကြောင်ပြောပြောရ ဘယ်လိုပြောမှာလဲ ငပိငချင်းငလူငလဲ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 ပြော ဟောမှာဒါလေးများတော်တော်ခက်တာကြာ ရပြောလေ ရပါ ပြောဟာဖေဟာဖေတော့ဒီနေ့ရှိပါမရှိဘူးပါတိုင်းတန်းကြီးရှာလာအဲ့ဒါလည်းရှိချင်ရှိဘူး ရပါလေရှားနေတင်သားနေလေးနဲ့ငါယူပေးလိုက်ပါမယ် မလေးကောင်းပါလားကောင်းပါဒီကကောင်းပါလေညကောင်းပါလေကောင်းပါဟဲ့ကလေးမလည်းကြိုးသွားပါလေနတ်တရှိမှမှတ်မရောလို့လိုက်တက်တရှိမှမှတ်မိပါလေဟုတ်ပြီအားကြောင့်နတ်တရှိမှမှတ်မပြောလားလုံစားပြကလေးမလေးထက်ကလေးနင်တို့ကလည်းဟာရှစ်တက်ကြီးကလာပြီးတော့တစ်ပြင်းနှစ်ပြင်းကြီးတွေစားပြနေတော့ငါတို့လည်းအာနာအောင်ဟာငါတို့လည်းစားကျင်တယ် လူသား တေး စိတ် ရကြနေပြီရဲ့ လူသားစိတ်ပြောနေ အချင်းကောင်းကောင်းမဆိုပါဘူးကိုတရွေးမျိုးမျိုးချရတယ်တလုံးနဲ့တလုံးချရတယ် ရှေ့ကမရောက်နိုင် ဒီကလည်းကိုမမွေးစားပါအောင်လားဘာလားကိုလို့ကိုမရှိဘူးညလည်းကြိတ်ခဲနေရတယ် ဟုတ်ပါ စားချင်တော့ပြောနာမမို့လူမွေးလေးဗာလေသိတာပါသိတော့လို့ပြော လူမွေးလား လူမွေးငါဘိုမကြငါကြေးကိုမကြည့်တတ်ဘူး ဘာလို့ဘုမမကြည့် ဘို နေ မ လဲ ဘိုမလည်းလူမွေးအိုင်ခေါ်မှာ သူကလူမွေးပါကောင်းပါ တ လေ မျိုးလေးနေတာအိုင်လူမွေးခေါ်မှာ ဘောတော့ကောင်းတဲ့ကလေးမလေးကွာ ကျွန်တော်တို့မျိုးပေါ်တမျိုးလေးနေတာလက်ဖိုက်တိုင်းကျွန်တော်တို့ရောင်းနေတော့ ကြောင်းနေတော့ သူတို့များဝင်လာလိုက်ရဲ့အာငါညမလာလာကြိုက်တာပေါ့အကိုရှင်းမယ်အကိုချီကြိုက်တာပေါ့အကိုရှင်းမယ်ကိုကအရင်ရောက်တော့ကိုကအိမ်ရှင် အိတ် ပြ ရှိ စ် ပြ သွား သွားပြီလေ ကျွန်တော်တို့ညီမလေးအိမ်မှာပွဲငါးလေးလာလို့ညီမလေးအားရင်လာကြအောင်ဆိုသူအားရင်အိမ်ရောက်လာတယ် ဟုတ်ကဲ့ ကိုရီးယားသမင်းစားတယ်လို့များသူတို့လိုက်ဟာညီမလေးလားစားတော့ဟုတ်တယ် စားတာမစားတာသူ့အပိုင်း သူ့လိုပါ ငါလည်းကြုံတော့စားသွားကြုံနေတယ်စားသွားစားတာမစားတာသူ့အပိုင်း သူ့ပိုင်းလေဟုတ်တယ် ကျုပ်ဆိုအဲ့ဝတန်းကြီးတနည်းဆိုဘုံမလည်းသွားလိုက်တယ် သွားတာ ဝင်းကဘုံမအိမ်ကိုလိုက်ချင်တာတဲ့ဆိုကျုပ်ကအိမ်ထိလိုက်ကို လိုက်သွားတယ် အဲ့တော့ကလေးမနေမကောင်းဘူးလားမသိဘူးချင်းတော်ကြီးမှာကွေးကွေး အေးဘော ကျုပ်ကလည်းသူနေမကောင်းမှမသိဘူးအပြင်ကနေဘုံမမလေးနဲ့ခေါ်လာသူချင်းတော်ကြီးကနေအခုအိမ်နဲ့လာတဲ့ဝင်းကမလို့လို့ညီမလေးကနေမကောင်းလို့တဲ့အမေနဲ့ပြောလိုက်တယ် အေးဘော ကဲလူငွေခေါင်းမောင်းလာ ဘာကောင်းပါလို့တော့မရ အ ဘူး ကယ်၍ဆိုရဘွားမွေးလာကျုံလုံးစုံလုံးချင်းတော်နဲ့ဝန်အိတ်ကောင်းလေငါလည်းတကယ်မအိပ်ပါဘူးလူမွေးလေးပါလေသိကြပါသူတို့ပြောတာက သူနေမကောင်းတာကို ကိုကဘောကျွန်တော်လေးရတယ်နားအိတ်သွားအောင်ဒီ သူ့စားငါလာခဲ့မယ် အဲ့တော့ကြောက်လို့ အောင်မောင်ပြင်းတယ်မအကွက်မလဲနိုင်တဲ့တမော်ဒီတော်အမိမျောလား ရွှေလုံးနဲ့ပါ ရပါစားချင်လိုက်နှစ်ပွဲပေးပြကျုပ်တကနှစ်ပွဲလည်းကိုတထိုင်နဲ့ပုံစားမှာဝယ်နောက်ကောင်းနေငါ့နှစ်ပွဲတော့သွားဝယ်ပေးသား တကယ်ပြောတယ် ငါပတ်သက်ပေးမယ်တော့ ဟုတ်တယ် ငါမရတော့ငါဘလူမောက်ကိုဟမ်ဆောင်နိုင်တော့ငါစားတော့မှမရတော့ ဟုတ်ပါ နှစ်ပွဲ ရှိတာပါ ကောင်းလေးကြောက်သွားဝယ်ကြတာ
ရွှေမောင်းမင်းအမိမြာခီတော်နေလျက်နဲ့ဝဲဟေးဘုံမဆိုးတဲ့ကောင်မလေးယေဒီနာဘောကတော့လာတော့ဘာမျောနေရတယ်ဘယ်လိုကြောက်ဒီနာဘောကတော့လောကယူကြည့်လေးလုံးဘွဲဟုတ်ပဲအဘေးဟေး ဖေး ဟေး တော့မိမခေါ်လာပြီ မင်းမဲအလုံးမရှိအကန့်မရှိမိမကြီးလိမ့်ခိုးလာတယ်နင်းရတယ်တို့ပြပါလေလိုက်လာမယ်ပြဿနာကိုတက်တယ်ဦးမယ် โอเค ဘာအဖေကျွန်တော်နဲ့ထည့်ထားလား ဘာလို့တရားမလို့ဖေးရလဲ မင်းတို့ထမင်းတွေပါလေစားတော့ထမင်းဝိုင်းလေမှာငါတို့တဲ့ရင်ဆဲတဲ့ထဲတာမဟုတ်လား မစားခင်ဥချတာလေ မစားခင်ဦးချတာမလား ဟုတ်တယ်လေ အေးလေဒါလေးလေမစားခင်ဦးချအောင်လား ကောက်ပါချင်တယ်တော့ ကဲကွယ်ငါမီးရဲ့မင်းအဖေဒုက္ခရောက်လိမ့်မယ်အဖကျွန်တော်လက်ထက် ဘာရှိတာရဘာလဲ ဗုဒ္ဓဘာသာမြန်မာနီတီပိမယမတဤကြတော်ဤဘာရောက်လဲဆိုရတရားရတာတရားရတာတန်ခါရတာသုံးပါးကိုဤလက်ဆောင်မရှင်ခေါ်ပူဇော်ပေါ်လေး ညာ ပေါ်လေး ညာ ငါတော့နေရာယူမပြီနဲ့တူတယ် ဘာလို့လဲဆရာရဲ့ မင်းဘက်ကလူတွေကစားကြတောက်ကြတော့မင်းတို့ကအယောင်ဟပ်ပြီးစားရတော့ပါတယ်ငါဘက်ကကလေးတွေကတော့ချိုးချင်းကိုစုပ်မမြင်ဘူးဟာတော့နေ ကိုမမလည်းမပြောနဲ့သူတို့ကတောက်တာပဲမျိုးလုံးကဘယ်လိုကြည့်ရမှန်းတို့ ဘယ်လိုကြည့် ကဲအဲ့ဒါကကျမလူရှင်တော်လေးကိုမိတ်ဆက်ပေးရမယ့်ခန်းကနော်ဆိုတော့လူရှင်တော်လေးကိုမိတ်ဆက်ပေးပြစီအဲ့ဒီဘက်ကကိုယ်ပိုင်ရင် မုံညပေးခဲဟာဟိုဘက်ကကောင်းကွာ မင်းရတယ် အလုံးလုံးနေမင်းတို့ကောင်းနေအစားတော့ငါအားလည်းမကြိုက်တာပဲမင်းတို့ပြောမှလည်းများ အလုံးလုံးနေတဲ့ဟာ အလုံးထဲမှာအလုံးကိုလေးစားပါဆိုင်းစရာနဲ့အောင်မှာဆိုင်းစရာဘာလို့ချင်တယ်လို့ကဲခါပါမင်းသမီးငိမ့်ကန်းထဲမှာသူဘာလို့ချင်တယ်လို့ကဲခါပါကဲခါပါလေတီးတောင်းနဲ့စားတော့လိုက်နေဟာလည်းကျွေး တက်ကလည်းကြည့် ကိုယ်ပန် ဘမ အေးမချစ်ဘူး နေကချစ်တာမချစ်တာသားနေကောချစ်တာမချစ်တာသား မင်းမွေးလိုက်ချစ်ခိုင်းတော့သူကကြားတော့မချစ်ချင်တော့ဘူးညာ ဒီမှာဘမ ဘာလဲ နေတာငါ့ကိုချစ်လိုက်မယ်ဆိုလို့ရှိရင်နော် ဘာလို့ဘာဖြစ်တော့ ခြေတောင်းတဲ့မြေကြီးနဲ့လုံးဝမထိသေးဘူး ဟဲဘယ်လိုထားမှာတော့ ထုတ်တန်းမှာကြိုးချီတာမှာဟုတ်ဟုတ်ဟာတယ်ချစ် ချစ်ဘူး မကြည့်ဘူးကြည့်မကြည့်နဲ့ ကြည့်ပါပဲ မကြည့်နဲ့လို့ ကြည့်တယ်လို့ဆို လူကိုမြင်ရင်ဘူးချစ်ချစ်နဲ့နေတာပြောသေးရဲ့ဘယ်လိုတူရကမတော့မလို့လေဟဲ့ဒီကောင်မလေးတို့ဘာလို့တော့ရနေအမကြည့်လို့ကြည့်လို့တိုက်ကြည့်နေတက်ပါရဲကွတက်ပါရဲကွဒီနဲ့ကိုနမတီးနဲ့လို့နဲ့ဘာမှမတော်ဝဲညတောင်းတို့ကဒီမှာမိန်းကလေးမင်းကိုတခုမေးမရသေး မမိတ်ပါ ဝမ်းမွေးကိုတင်းနဲ့ပန်းလိုက်တယ်ဝမ်းမွေးတင်းနဲ့ပန်းမုတ်လက်ကောင်ပြောနေတဲ့မျက်နှာနဲ့ ကိုဝမွေးရဲ့ မင်းတို့မင်းသမီးကကြားမှမကောင်း အားကြောင့်လည်း တေးကနည်းနည်းပေါ့မီးကိုးစောနန်းနေသေး နောက်ခါကျမှကိုရဲ့ခဏချက်သားမို့လေးထည့်ပြီးပန်းပေးမယ် နေရွက်ပြောနေတာ ကဲကိုမင်္ဂလာရှိသောချိန်ကပါ မင်္ဂလာပါဗျာ ကိုပေါ်လေး မင်္ဂလာပါဗျာ တူတီခံခံနဲ့ပြေဆုံးပါစေကိုဝမို့ နေဦးဒီချိန်မှာပရိသတ်ကအကဲခါနာဟာမင်းသမီးကိုမင်းသမီးကလူရှင်တော်တဲ့မိတ်ဆက်နေတာအဘာမှမလုပ်တတ်ဘူးလားနဲ့ထင်သေးသွားတချင်းလေးနဲ့ထူးမယ်တချင်းလေးနဲ့ဒီတချင်း ဒီချင်းတော့ ဟဲ့နောက်ကလှုပ်ဆောင်ပါโอเคဒီတချင်း မင်းရတယ်
ကောင်းလေးတွေကြိုက်တယ်